အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ပလာတာကြုံလေးလက်ထိုးပြပေးမှာဖြစ်ပါတယ်အိမ်မှာလက်တကူလှုပ်ရှားလို့ရအောင်ကျွန်တော်နဲ့အတူလက်ကြည့်ပေးကြပါခင်ဗျာပထမဦးဆုံးတကြား100ဂလန်နဲ့စား15ဂလန်ချိန်ထားပေးပါမယ်ခင်ဗျာစီကတော့ထမင်းစားစုံ9စုံတုပ်ထားပါတယ်ပြီးတော့ရေ400မီလီချိန်ထားပေးပါမယ်ခုနကချိန်ထားတဲ့စားနဲ့တကြားအရေပြောသွားအောင်မွေထားပေးလိုက်ပါအရေပြောသွားပြီဆိုရင်ကြုံဆက်နိုင်လို့ရပါပြီကျွန်တော်ကတော့ဒီကြုံမျိုးစားသုံးထားပါတယ်ကျွန်တော်ကကြုံနေတဲ့အခါလက်အိမ်နဲ့နေရာမှာအဆင်မပြေတဲ့အတွက်ကြောင့်လက်အိမ်မဆိုးတော့ပါဘူးဒီတိုင်းလက်နဲ့ပဲနေထားပါတယ်ကျုပ်ကို9မိနစ်လောက်နှိပ်ပြီးတော့ပြီဆိုရင်ဖလိန်လေးနဲ့နိုင်ရွယ်လောက်အုပ်ထားပေးလိုက်ပါနိုင်ရွယ်ပြည့်တော့ပြီဆိုရင်ကျုပ်သားလေးလည်းနည်းနည်းနှက်လာပါပြီပြီးတော့ကျုပ်သားကိုပေါ်အောင်လန်ပြီးတော့ခဏလောက်ထပ်ထိုးပေးလိုက်ပါကဲကျုပ်သားလေးလည်းနှက်လာပြီဆိုတော့ကျွန်တော်တို့ဆက်လုပ်လို့ရပါပြီကျွန်တော်ကတော့ကျုပ်လို့တဲ့အခါကျုပ်တလုံးကို95နဲ့80ဂလန်ကြားမှာထားပေးပါတယ်။ဒါကတော့ကိုလိုချင်တဲ့အကြီးအသေးပေါ်မူတည်ပြီးတော့လှုပ်လို့ရပါတယ်။ဒူးသားလေးထားဖို့အတွက်ဗန်းမကအောင်စီရနဲ့ငယ်တောက်ထားပေးပါမယ်။ကိုလိုချင်တဲ့ပမာဏအတိုင်းလှုပ်ပြီးတော့စီထည့်လို့ရပါပြီခင်ဗျာ။အလုပ်ပြီးတော့ပြီဆိုရင်ကျွန်တော်ကတော့ထောပါလေးနဲ့ထိတ်လေးကိုလိုက်သုတ်ပေးထားပါတယ်ထောပါမရှိရင်လည်းစီနဲ့တုပ်လို့ရပါတယ်ပြီးရင်ကျွန်တော်ကမနေ့ပိုင်းမှသုံးမယ်ဆိုတော့ flame လေးနဲ့အုပ်ပြီးတော့ရေသီတာထဲကိုတညတိုက်ထားပေးလိုက်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗျာ